မင်္ဂလာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေအခုဗီဒီယိုကတော့ကျွန်တော်တို့ဖေဖော်ဝါရီလ16ရက်နေ့အတွက်တပတ်တာလုံးအစင်စင်တွက်ချက်ခဲ့တဲ့တောချက်တနန်းခုနှစ်ကွက်လုံးကိုပရိသတ်တွေတနေရာထဲမှာကြည့်ရှုနိုင်အောင်စူးစီးတင်ဆက်ပေးမယ် Final Summary ပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့တွက်ချက်မှုတွေဟာတင်ချာနီးကျဖြစ်နိုင်ခြေတွေပေါ်မှာပဲအခြေခံထားတာဖြစ်ပါတယ်ခင်ဗျာဒီကဏ္ဍတွေကိုကျွန်တော်တို့ဘယ်လိုထုတ်ယူထားသလဲဆိုရင်အရင်ထုတ်ခဲ့တဲ့ရလဒ်တွေရဲ့ pattern tracking ကဏ္ဍတစ်ခုချင်းစီရဲ့ frequency analysis နဲ့ probability wave တွက်နည်းတွေနဲ့စနစ်တကျခွဲခြမ်းစိတ်ဖြာထားတာမှာဒါဟာဘ ഹു တုတအဖြစ်လေ့လာနိုင်ဖို့နဲ့နမိတ်သဘောအရခံမှန်းချက်တွေသာဖြစ်ပါတယ်ခင်ဗျာကဲအားလုံးပဲစောင့်မျှော်နေကြလဲ16ရက်နေ့အကြကဏ္ဍ9ကွက်ပေါင်းချုပ်ကတော့196 data flow key 380 gap analysis key 250 probability wave key 419 variation theory key 805 geometric progression key 549 final matrix key 345 core sequence key ဒီကဏ္ဍအတွက်ဆက်တွေဟာလက်ရှိ numerical pattern အညာအားအကောင်ဆုံးပြတ်မှတ်တွေထည့်နေပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Golden Science မြန်မာ Channel ဟာအခုလိုပညာရပ်ပိုင်းဆိုင်ရာခွဲခြမ်းစိတ်ဖြာမှုတွေကိုစင်စစ်မပြတ်တင်ဆက်နေတာဖြစ်လို့ကျွန်တော်တို့ရဲ့စူးစမ်းအားထုတ်မှုကိုအားပေးတဲ့အနေနဲ့ Subscribe လုပ်ထားပေးကြပါဦးမိတ်ဆွေတို့အားလုံးလည်း16ရက်နေ့မှာကန်ကောင်းချင်းတွေပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးပဲကန်ထူးကြပါစေခင်ဗျာ